အားလုံးမင်္ဂလာပါရှင်ဒီနေ့ Dawn Simple Cooking ကနေပြီးတော့ဒီနေ့ကြက်သားစီပြန်ဟင်းလေးချက်ပါမယ်ရှင်ကြက်သားစီပြန်ဟင်းလေးကိုမဆလာလေးနဲ့ထမင်းမိတ်မဟင်းလေးတစ်ခွက်ကိုချက်ဖို့အတွက်ကြည့်ကြရအောင်เนาะပထမအဆုံးဒီမှာမြင်တဲ့အတိုင်းပဲအလုံးစင်တဲ့ပြင်ဆင်ထားပြီးပါတယ်အခုစစချင်းမှာဒီမှာစပြီးတော့လက်ပူလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့စီကိုငယ်ထည့်ပါမယ်စီရတော့ကိုယ့်ရဲ့ဟိုစီများစီပြန်လေးစားခြင်းနဲ့ဆိုလဲစီလေးပို့ထည့်လို့ရတယ်ဒါမှမဟုတ်စီကြံရေးကြံရဒီလေးနဲ့ပဲဆိုတော့ဒီထက်စီကိုချော့ပြီးတော့ချက်လို့ရပါတယ်ရှင်စီလေးချက်လာပြီဆိုရင်အသင်ချက်ထားတဲ့ကြက်သွန်အနီအဖြူစနွင်းမုတ်အကုန်ပါပါတယ်ရှင်အဲ့ဒါကိုထည့်ပါမယ်စီချက်လေးချက်တဲ့အထိတော့ခဏလေးစောင့်ရမှာဖြစ်ပါရဲ့ရှင်စီလေးတော့အတော်လေးဝေးလာပြီးတော့စီချက်လေးပြသွားတဲ့ခါမှာချက်သားလေးကိုထည့်ပါမယ်ရှင်ချက်သားလေးကတော့စားစနင်းအနေထားပြီးသားလေးဖြစ်ပါရဲ့ရှင်ပြီးရင်ချက်ပြီးသားရုပ်ကြီးစိမ်းလေးကိုဒီမှာထည့်ထားတယ်ဒါလေးကိုတော့ဒီမှာတော့ဒီလိုချက်သားလေးထည့်ပြီးသွားတဲ့ခါမှာဒီလေးနဲ့ထပ်နေလိုက်ပါမယ်ရှင်ကျွန်တော်ရေလေးထည့်လိုက်ပါဒီဟာလေးတော့နူးအတွက်ကျွန်တော်တို့ခဏတော့စောင့်ရမှာဖြစ်ပါတယ်အဲကြတော့15မိနစ်နဲ့10မိနစ်ကြာမှာတော့ကြက်သားလေးမြူသွားတဲ့အထိဖုံးလေးအုပ်ထားမှာဖြစ်ပါတယ်ရှင်ဒီဆိုရင်စားပြီးတော့မှစီပြန်ယူပါပြီစီပြန်ပြီးတော့ဝေးရရတယ်ရှင်ဒါလေးအနည်းငယ်ထည့်ပါမယ်နော်ဒီကနေ့တော့မဆလာလေးထည့်ပါမယ်ရှင်ဒီဆိုရင်ဗမာချက်လေးပေါ့နော်ဒါဗမာချက်သားလေးကိုချက်ထားပါရှင်ဗမာချက်စီပြန်ဟင်းလေးမဆလာလေးနဲ့အသင့်စားသုံးလို့ရပါပြီချက်သားဟင်းလေးကိုခမင်းပူပူလေးနဲ့ပဲစားဒါမဟုတ်ရင်ပလာတာနဲ့ချက်သားနေနဲ့လည်းသုံးဆောင်လို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နော်အခုဆိုလို့ရှိရင်ကြက်သားစီပြန်ဟင်းလေးမဆလာလေးနဲ့သုံးဆောင်မှုအသင့်ရှိပါပြီရှင်အားလုံးချက်စားကြည့်ကြပါနော်အားလုံးကိုနှုတ်ဆက်ပါတယ် like နဲ့ subscribe လေးပဲကျေးဇူးပြုပြီးတော့လုပ်ပေးကြပါနော်